ဒီမမီကျော်သားတယ် bro ဒီနေ့တော့ကျွန်တော်ရဲ့ဘွားမှာတစ်ခါမှမစားဘူးတဲ့မီကျော်သားကိုမြည်စမ်းကြည့်မယ်ပြီးတော့ရနောင်းရဲ့နောင်မြည်ကြီးလုံးဝပါဖြည့်သေးမယ်တဘောရေပူစမ်းကြည့်ဒါတဲ့ပဲလားဆိုတော့မဟုတ်သေးဘူးဗျာလက်ခရီးမှာမမျော့လဲပဲတွေ့ခဲ့ရတဲ့လုံးဝ level ဆန်းချက်လို့တဲ့ရေကာတာကြီးစီကဲကျွန်တော်နဲ့အတူရနောင်းမြို့လေးထက်ကိုတူတူလိုက်ခဲ့ဖို့အဆက်တဲ့ပဲလားဒီနေ့တော့ကျွန်တော်ရဲ့ brother တို့ message တို့ကိုရနောင်းမရှိတဲ့ထူးခြားတဲ့200နှစ်ကိုခေါ်သွားဖို့ကျွန်တော်ရဲ့ Honda လေးနဲ့ထလာခဲ့ပါပြီ let's go သွားကြပါမယ်ယူနောင်လို့ရနောင်းယေခုကတော့ကျွန်တော်ရေဘူးဒွိုင်းရော်ရေခုတော့ alright ရေဘူးဒွိုင်းလိုက်ကြည့်အောင်မယ်ဘယ်လိုနေရှိကျွန်တော်ရေဘူးဒွိုင်းရတော့9နာရီနဲ့15မိနစ် bro နေလေးကနည်းနည်းပူရတော့ဒီမှာအိုးဒီမှာပေါ်ဆုံးမခုမြင်ရတယ်ရေဘူးဒွိုင်းဒီမှာပေါ်မန်းကအမေရေဘူးဒွိုင်းဟိုရေဘယ်လိုပူတော့မလဲရေမွေဘောထောင်တဲ့ရေပူနေ alright မိုင်းတော့ဒီရေဘူးဒွိုင်းကတော့ကပောင်မှာဒူရီကတိုင်ရှင်းတော့ရေဘူးဒွိုင်း alright ဒီမှာကျတော့ရနောင်းညတစ်မျိုးလုံးပါတော့ရတဲ့နေရာ location ဒီမှာကြည့်ရေပူနေရောမိုင်းရအိုးဒီနေ့ကရေမွေပူရနော်ရေမွေကထောက်ထောင်ရတကယ်ပူနေရောရေဒီရေပူတော့ပူချေ65 centigrade ဒီမှာကြည့်ရအော်ဒီမှာကြောက်ဖြောင်းအော်ဒီမှာအမွေပေးရမှန်းဒီဘလေအောင်မပူအော်ဒီအောင်မရေမောမြင်တော့ဒီအောင်မရေဒီမှာရေပူအမွေထွားနေဒီပေါ်ရဲပူတော့နေပူတော့ညောပြင်းညောကျော်ရေအော်ဒီမှာပေါ်ချာယူရတော့အဲ့လေပဲပေါ်တယ်ချာတော့တယ်ဘယ်လိုတော့မှတည်းယူရမှာပေါ်ချာယူရေတော့ကြည့်ရလားဘယ်လို feel ရှိလဲအေးရပေါ်လာမှတည်းတစ်ချက်အခုတော့ကြောက်ဖက်မှတစ်ချက်အေးပဲနော်မိုင်းနေရောအိုဒီပေါ်ခါကပူနေပေါ်ရေမွေတော့ပူတော့လောက်ထားပါဒီလိုအမိုးဝါလေးလို့ရှက်မယ်ရှားနေခဲ့ဒီမလောက်အေးရော let's go ရနောမနေတဲ့သူတွေဆိုရင်တော့အဲ့ဘူတော့ရောက်တိုင်းလို့ကိုရောက်ဖူးလိုက်မယ်တဲ့ဟုတ်လားဖျားတက်ကြည့်မယ်ဒီမှာကလမ်းမရဲ့အမကြီးဘူတော့လမ်းမရဲ့အဖချာမဒီဖျားတော့ဒါဖိုးလို့တော့ဖြစ်နေမယ်ဒီတော့တမမင်းခဏတာရမ်းမသိရောခဏချော်ပေးရမနော်ဖျားတာဆိုတော့ဟုတ်လားဒီမှာဖျားတော့မဖြစ်နော်ဒီဖျားတာမလို့တရားဝင်တယ်ရောဒီတော့တရားဝင်တယ်ခေါ်တော့ကျွန်တော်ဖျားပေါ်ရောဖျားပေါ်မှာတော့တရားမှမရှိဘူးဒီခေါ်လောလေးကဘာလို့ခေါ်လောလေးမသိဘူးခေါ်လောလေးတော့ခါတော့တခုနဲ့ဟုတ်တယ်ဒါဆိုကျွန်တော်ဖျားဖို့ရပြရဲဆဲမနော်အောင်ခေါ်တော့ကျွန်တော်ဖျားလဲဖို့ပြီးဒီပေါ်မှာတော့ကျွန်တော်တရားဝယ်ရှိသူလည်းမရှိဘူးအဲ့ဒါဆဲဒီမှာချောင်းဆောနော်အော်ကျအိုนี่ขายยังไง20อันนี้สั่งโล20แล้วพี่เอาถุงนึงครับกูเลยเชื่อเลยကျွန်တော်นี่เนี่ยมันไทยอ่ะကျိုးစတီးမဲ့ခါရကျွန်တော်ထိုင်နေရမရှိอ่ะဒီမှာထိုင်ရအထဲပဲจะกินแค่บ่กินบ่ခေါတော့ကျွန်တော်လည်းငန်းတော့လောက်ကတော့ဒီလိုမျိုးကြည့်ဦးမကြည့်ဦးစီချင်းတဲ့အထက်ရောတယ်ဟိုမဟုတ်တော့မှတော့ပြရအခုတော့ကြည့်ဦးမပြောခိုင်းလို့ဆဲဖို့ကတော့ဘောကြည့်ဦးတော့ခေါ်ပါရဲ့ကောင်းဒူ alright ကိုတော့ကျွန်တော်တို့ရဲ့ဝီဂျတာဆောက်စီစီဖြစ်တဲ့ခီးတော့တခီးကိုဆက်သွားမယ် let's go ဟိုရှိရalright ဒီမှာခေါ်တော့ကျွန်တော်တို့ use survivor တော့ရလာရင်နော်မီကျော်တော့စားကြည့်ရဘလို့မီကျော်သားလာစားခါရဘယ်မှာလာခါရမกินเนื้อจระเข้ได้หรอพี่เมงกะลาวาขายดีวะเนื้อจระเข้ขายยังไงมีเป็นบาร์บีคิวแล้วก็มีเป็นสเต็กค่ะเนาะราคามีเท่าไหร่ครับพี่เป็น499กับ300ค่ะพอเอาบาร์บีคิวอันนึงแล้วก็สเต็กอันนึงได้ไหมได้ค่ะหรือว่าจะกินเป็นข้าวมีผัดเผ็ดแบบเป็นข้าวด้วยบ้านอย่างเซอร์เนาะได้เหรอซอแม่เอาผัดเผ็ดก็อยากกินเนื้ออย่างเดียวอย่าโลกินไอ้ยา alright bro ตาเซอร์ကျွန်တော်တို့ဒီစပိုင်ရနမရှိတဲ့ဘာနီယာရှက်ချက်လိုက်ကြည့်မယ်နော်ဒီဆိုင်တော့လန်ထလေးဖွင့်ဖွာတော့ဆိုင်ပါနော်ကျွန်တော်စတေးနန်ဘာဘီကျူနော်နေခုလောက်ဆောက်ပြီးမှာတော့ခံနေကြရတော့
ဘာမှတစ်ခါမှစားဖို့တယ်မိကျော်သားစားရအောင်ဒီခါတော့ထိုင်းကြည့်မှာဒီဘာလဲကျွန်တော်တစ်ခါမှလာဘူးဒီတစ်ခါပဲလာဖို့မိကျော်သားချေတယ်ကျွန်တော်ရိုက်ပြပေးမယ်နော်ဘယ်လိုမျိုးချေတယ်လဲအဲ့ဒါကျွန်တော်ခွာတော့တာဆိုတော့နည်းနည်းရိုက်ခဲ့ပါသေးဒီမှာမိကျော်သားတယ်ဘရောကျက်သားလုံးနဲ့ဒီမှာ တောင်းရနေရှင် တော့ကျက်သားနာတူနော်ဒီမှာ ဖြစ်ဖြစ်ရှင် ကျက်သားလုံးဝါသားလုံးနဲ့မှာစီနာလားခါရဒီမှာစီလားခါရစီ နည်းနည်းပဲရှင် နည်းနည်းဩ အသားခံမရှိတော့ငါပြရအောင်ရှင် ကျွမ်းနေရောခါကြဒီမှာစကားပြောရတယ် အဲ့ဒီမှာဘာမှအသက်များရဲ့တဲ့ ဘယ်မှာလာများလားခါရတယ် ညာရှင်ဒီတော့ကစိတ်အောင်နေကြော်มาရရှင် မိကျော်သားရောစင်းဒီထက်လိုက်ရှင်မခါရရင်တော့ ရတော့ကျွန်မဆိုင်လာပဲရှင် အတိတ်ဆိုင်ရရှင်တော့ရင်တော့မနေရမိကျော်သားစားရှင်းလာရအရတော့တစ်ချက်မြည်ကြည့်ရခုနော်လိုက်ကြည့်အောင်တစ်ချက်တူမြည်ရရတော့ဘယ်လိုနေရဆိုကျွန်တော်တခါမှစားဖို့ရဒီ first time ပထမဆုံးကြည့်ရမိကျော်သားစားဖို့ဒီရင်ယေဒီမှာမိကျော်သားဆွဲကိုတော့ဆွဲမြင်းနေရတာမိကျော်သားစတေးနဲ့ barbecue ဘလို့ဒါကတော့မိကျော်သားစတေးနဲ့နော်တကွဲကို4ယောက်နဲ့69ကြတာဘလို့ရှင်းလန်းလိုင်းစားရမယ်ဒါတော့ barbecue ဒီတချောင်းကတော့100တော့ပြော100ဒီတချောင်း100ဒီမှာဆော်ရဲတယ်ပေါ့မိုင်းရောဒီမှာပထမဆုံးချင်းရင်းကိုတော့ကျွန်တော်စားမကြတော့ပါသေးစားကြည့်မယ်ဘယ်လိုရသားရှိလဲဝဲမှတော့စားမကြလည်းမရရင်ဆွဲတင်းမှရတော့မယ် alright ဝဲတော့စားမကြလည်းမရလေဆွဲမှရတော့မယ်ဒီ barbecue တော့အရင်ကြိုက်ကြည့်မယ်နော်အိုးယောရောချက်ကြီးကြီးมันต้องมาเลยเหรอมาปฐมตัวชี้ลายมือจะตัวซอยบลูยาตั้งมาเดี๋ยวကျွန်တော်ပြောတယ်မတာကျက်သားလုံးညိုနေရသားကျက်သားမျိုးနောက်ပြီးငါးမျိုးနေသားမာကတော့မဲသားနေသူပဲဟိုအဲ့လိုနေဇောပြကန်အော်တကယ်ကောင်းရှိရကျက်သားရဲ့ဘယ်ဝါမဲအဲ့ဒီတော့ဘူးသွားကြတယ်အကြံကြီးရတာနဲ့တကယ်ကောင်းအဲ့တော့ barbecue ဆောင်းတာပြီးတော့ steak ဆောင်းတာ steak နှစ်ပါးပါလေရအောင်ကိုစက်ကိုပဲဒီ barbecue တခြားလေရ barbecue လာထွက်ရတော့နနာသေးတာမှလေနော်ဘာသေးမှလေနနာလေးဒီ barbecue တခြားဒိုင်းဒီတစ်ခါတော့ barbecue ပြီးဒီမှာ steak ပြဲကြည့်မယ် steak steak လေးဆွဲကြည့်မယ် steak မှာဒီမှာ share ပါအဲ့လိုပြီးတော့ဆလာဝါလေးနဲ့ပေါ့နော်တေရွာလေးနဲ့ဒီမှာ steak ဒီမှာနှစ်ပြားပေါ့ steak နဲ့မှုေးနေရောဒီ steak ရောဘယ်လိုရသားမလဲ steak ဒီရဲ့နဲ့တူထားရတာနော်အရေးဆိုအသားခက်ခဲစားမှတော့ဘာမှပါရတာဟိုအကြီးပါကြီးတော့အရင်စားကြည့်မယ်ဒီဘယ်လိုတောက်ကြီးရဲ့ဒီမှာဘာမှပါနာသူရဲ့ original တိုင်းတာဒီမှာ sorry ဘာကျွန်တော်မတော်ရဲကြည့်မယ်သားခက်ခဲမာရောစတဲ့သူတော့နူးနေရနော်ဒီကဆောင်းနဲ့တူကြည့်မယ်နော်ဒီကတော့ဒီဆော်ဖြူရော်လေးနဲ့တူကြည့်မယ်ဒီမှာဘာဆော်ရဲမသိရဒီဆော်ဖြူနဲ့တူစားကြည့်မယ်တူပဲနော်တူရေးဒီမှာစားရည်ဘလို့မိုင်းနေဘလို့ဆော်ရတယ်ဒီမှာတော့ဆော်တမျိုးနဲ့ဆွဲမနေကော်တော့ဆွဲမရမစားနိုင်လည်းမရဘူးဘလို့ဒီခါတော့ဒီမှာသားလေးဒီမှာဆော်တမျိုးလားဒီမှာအညိုရဆော်လေးမောလေအညိုဆော်လေးအညိုရဆော်လေးနဲ့တူမယ်ပြီးတော့ဝါတီးမယ်ကောင်းဒီနေ့ကထမင်းမစားရည်နေလဲတက်တာတော့မိကျောင်းသားနဲ့ပြီးရင်ကျွန်တော်စားတော့ဒုတ်ကြီးစားကျွန်တော်မရစားတယ်ဒီမျိုးဒုတ်ကြီးအားရပေါ်ရစားရတေးလေးမရရင်တော့မိကျောင်းသားစားရနေတာဒီနေရာမှာရှင်းတော့ဟိုထားပါကပေါ်ဘာကော်လေးပါကြဘာကော်လေးဖထရလေးမတော့ပေါ်လာပေးမဝရောချာရဲမိကျောင်းကောင်းလိုက်တော့ဒီမှာတော့တေးမရှိဟိုဒီမှာဆော်တော်ပါလေဟိုတော့တခြား barbecue ဆွဲပါမယ် bro barbecue တချို့သက်ဆွဲမယ် barbecue ပို့မိုင်းတော့မော်ဒီကဒီမှာ KH ဒီဒီမှာထိုးပေးရချစ်ချင်းစားရတယ်
ဒီကောင်သားနဲ့မတူอ่ะ stay ကတော့သားနူးอ่ะ barbecue ကသားမောင်းတော့ stay ကသားနူးอ่ะအဲ့ဒူသားရတာမှုอ่ะအချက်သားငါးပြောင်းမဲသားအဲ့ဒီပုတ်ခုထဲအောင်အကြညာဒါမိရတာဟီမစလို့စားကြည့်တော့မဟီရော alright ဒါကတော့ဘောမမစားဘူးလေရလာစားနေအဲ့တော့မိပြောသားပဲနော်ဒီကအဝါရောဒီမောတစ်မျိုးရှိတယ်ကြက်ဖျားကြည့်မယ်အကလုံးစမ်းကြည့်မယ်နော်ဒီပါရောအော်ဒီမှာအနီရော juicy တော်ပါတယ်ကျွန်တော်စမ်းကြည့်ခုနကဒီကောင်မမြင်ရောအရင်ဆုံးအနီရောက်ဆော်လေးစားကြည့်မယ်အနီရောက်ဆော်လေးဒါလေးကတော့ stay လေးပါ stay လေးနဲ့အနီရောက်ဆော်လေးဆွဲမယ်ဒီပါရတော့ဘုံမျိုးစုံနဲ့စားမယ်ကောင်းပဲဘလို့လေခက်ခဲသားလဲကောင်းပဲဘလို့ဆောင်းနာသားလဲပိုကောင်းပဲသူကသားမြင်လို့ထွားမဲသားနဲ့သူကမဲသားသူသားမဲသားနဲ့ရတော့မဲသားရသားမဟုတ်အကျဲသားရသားနဲ့ပိုနေစားခုနကမြင်တော့ဒီကမကြော်သေးဘူးနော်မြင်အောင်ဖြူခံရဲနော်ဒီရောသားဆေးတယ်ကျွန်တော်တခုမှခေါင်းမြင်ဘူးဒီမှာမကြော်သားတယ်လို့အကျဲသားလုံးနဲ့ဒီမှာ တောင်းရနေရှင် တာအကျဲသားနဲ့တူနော်ဒီမှာ ဖြစ်ပြီရှင် right ဒီတကြေတော့အဝါရောဆော်နေနဲ့ဆိုမယ်အဝါရောဆော်လဲကဘာရသားမှာရခုနကတော့ juicy ရသားအနီရောဆော်လဲရနော် alright ဆော်ရဲကဒီမှာမျိုးရှိတယ်ဒီမှာဆော်နေမျိုးဆော်ကို၄မျိုးရှိရနော်ဆော်ရဆော်ဒီမှာအဝါရောဆော်နေနဲ့ပိုကောပဲပိုကောဒီမီကျော်လမ်းထလေးရမီကျော်နော်စားမယ်တော်လေးထားမှာပထေတိုလေးတဲမယ်ပထေတိုတဲမယ်နောက်ပြီးတော့မော်လာပါတစ်ချက်ထိုးမယ်နောက်ပြီးတော့ဒီဆော်ဝါရောလေးမယ်ဒီဆော်ဝါလေးဖြန်းဆောင်မယ် alright ဒီဆော်ဝါရောလေးထားမှာပေါ့ဒီဆလာဝါလေးတာတစ်ချက်ထပ်တာမယ်ဒီမှာပြန်ရသားထွာလာမှာတဲ့ကောင်းပဲဘယ်ကောင်းပဲတကယ်ကောင်းမှမရတော့ဒီမျိုးသားကနေရှင်ပြီးသားစားနိုင်လို့စားနေရောအခုကြည့်ရမေးစေတော့ရနမနဲ့ရဒီဆိုင်မှာမရတော့စားဖို့ဆိုတော့ကျွန်တော်တစ်ချက်ကောင်းမှမှာရေးပေးအဲနောက်ပြီးသားဘယ်လိုမျိုးနေရဆိုတော့ဘိုင်းဝင်ထောငါပေးပါကျွန်တော်မလေးရတကယ်ပြောတကယ်ကိုစားကောင်းကျွန်တော်လေးနေသူထားမယ်တကယ်ကိုစားကောင်းတော့ဒီမကျော်တော့လာစားကြတယ်ကျွန်တော်ပစမ်းကကျွန်တော်လာစားနေတာဒီစပေါ်ဆာပေးရတယ်မငါခဗျာကျွန်တော်ပစမ်းကကျွန်တော်လာစားနေကြရဝယ်ရ alright ကျွန်တော်အတီးပြောမကောင်းတဲ့နေရာတော့မကောင်းကောင်းရနေရကောင်းတကယ်ကိုကောင်းရမှာကျွန်တော်တစ်ချက်ပြောမယ်မကျော်တော့ဒီလိုမျိုးမြင်လိုက်ထွားမကျော်တော့မြင်လိုက်မြင်တော့ဒီလိုမျိုးမြင်လိုက်ထွားဟိုတဲ့ရောဝယ်မကျော်တော့လဲကောင်းနေမှာ stay ဘာလို့ခဲတခြားအကြိုင် stay တော့မော် show stay တော့ဘာလို့ခဲထက်ဆွဲမယ်နောက်ဆုံးမြင်ရမယ်ဘာလို့ခဲတခြားလို့ score ဆွဲဘာဘီကျူကောင်းလားအဲ့မဲ့မကျော်သားရစားရဲလာထိုင်ကြည့်ဘာဘီကျူစား try တယ်ပြီးပဲအဲ့မဲ့တောင်းတော့မတူအောင်နော်ဘာဘီကျူနဲ့ stay နဲ့မတူအောင် stay တော့နူးပဲဒီတော့ဘာမှဒီမှာပါမန်းကြည့်တယ်ဒီမှာအမဲသားညအဝါဆွဲလေးခါတော့ဘာလဲပထမဆုံးကစားဖို့အဝါဆွဲအဝါကြောက်မကျော်သားဒီလိုမျိုးနေပေါ့နော်ကိုတိုင်ထွိုင်းကြည့်တော့ဒီဘလို့ကိုတိုင်စမ်းကြည့်ဘလို့ကိုတိုင်စမ်းရင်တကယ်စားကောင်းပြောမလဲဒီဆိုင်မှာလာစားကြည့်အရာတကယ်ကောင်းတော့အချိုလို့ရတော့ရနမနဲ့ဒီဆိုင်ကိုတီဖိုးတဲ့လူလည်းရှိမှာခုနကမှပြောနေတော့ကျွန်တော်ဗမာနေတဲ့လာစားများသေးကြွားဒီမှာကျွန်တော်ကခုမှသေးဘလို့အနောက်ဆုံးတော့ဒီမှာနေတာတင်းနဲ့မီးရတာတုံးဆွဲရပါမယ်အနောက်ဆုံးကိုင်းပေါ်ကိုင်းနေရောတကယ်မွားလေးဘာဘီကျူကျွန်တော်တော့မကြိုးရတာတော့တော့ပါ alright ဒီမှာနောက်ဆုံးဆွဲပြီးတော့နောက်ဆုံးနောက်ဆုံးတော့ကိုလည်းရှိုးရင်းဒီမှာနေရဘာဘီကျူတိုးချောင်းနောက်ပြီးတော့ဒီမှာ steak လက်ပြောင်းကိုရင်းခင်ဗျာဒီနေရာရောတော့နော်ဗျာဟောကြည့်တဲ့ခွာမနဲ့တခုမြင်တာတော့ကြည့်ဟိုတော့မိကျော်သားလဲရှိုးသွားပြီခင်ဗျာဘောလုံးဆွဲတီးဒီမှာဒီကောင်မိကျော်သားစားပြီးအေးတောင်ရကြိုက်လို့ခေါ်လာအေးတောင်စားကောင်းရကြရဟာရမလို့အားမရရကျွန်တော်စားကောင်းမခါမစားလားခင်ဗျာမိကျော်သားမစားလားခင်ဗျာဟိုဒီမှာအမကမလို့ရမိကျော်သားကဆက်မလို့မိကျော်သားမစားလားခင်ဗျာတကယ်လားခင်ဗျာအော်ဟိုရှင်မပါချေကလည်းပြင်းနေတော့တော်လဲရလားခင်ဗျာဟိုရှင်မရေကတာလည်းဘလို့ဟို
ကဲကျေးဇူးသားကဗျာစားကောခါရတကယ်ပဲရုံဝဆောင်မွေးရှက်ကောခါရပထမဆုံးတွေ့ကြမိကျော်သားဘလို့နေတော့စားဖို့ယေးသူများလည်းပြောနာမိကျော်သားစားဖို့တော့စားဖို့ပြောရတယ်ဟုတ်ကဲ့အခုတော့ပြောရရတယ်ခါတော့ပြောမိရတယ်ခါတော့တကယ်လည်းမစားဖို့နာမိကျော်သားစားဖို့တော့ဆိုတော့အဲ့ဒါကရအခုနာမိကျော်သားစားဖို့တော့ရေးရပြောရတယ်အမိကျော်သားစားဖို့တော့ကိတွေကိုဗီဒီယိုကိုရှင်းပြလိုက်ပါတာပေးကိုရှင်းတယ်โอ้ရှင်မရေကတ်တော့လေတခါတည်းလောက်ရသွားကြည့်ကြည့်ပါနော်ဘာလို့ရေကတ်တော့ကိုတော့စားတော့ပြီးတော့ let's go ပဲ bro ဆယ်ရဆွဲမယ် let's go မယ်သွားကြည့်မယ်ကျွန်တော်တော့ချက်တော့ဝတာထားစီကြည့်ပါတယ်ဒါမှလည်းစားရတယ်ရသွားတယ်တော့ပေးရတဲ့ဈေးနဲ့တန်းပြီးတော့ခံစားရတယ်ဒီဆိုင်မှာနော်လေ alright ဒါကရေနေမှရှင်နေကျွန်တော်လာစားကျွန်တော် location နဲ့ကျွန်တော်အော်မှာဗီဒီယိုရဲ့ comment တွေမှာ location ချပေးရမှာနော်လာလဲရဟုတ်တယ်ကျွန်တော်သွားတဲ့နေရာမှာစားကြည့်ရ try ကြည့်ရ bro ဘောကတစ်ခါမလုပ်ဘူးတဲ့ experience တွေ try ကြည့်ရ let's go ခေါ်တော့ဆိုရတော့ဟိုးရှင်ကရေကတော့တစ်ချက်သွားကြည့်မယ်ပြီးတော့ငွေရှင်းမယ်သွားမယ်မင်္ဂလာပါခင်ဗျာပစားရှင်းမယ်ခင်ဗျာ ใช่ ဘယ်လောက်ကြားခင်ဗျာမ โตมาอโปโลเฮียทะเลสตูบะ ကျေးသားခင်ဗျာ bye bye ခင်ဗျာကျေးသားခင်ဗျာပါခင်ဗျာဒီမှာပမာနေတယ်ရှင်နော်ရထက်စကားတဲနေလောက်လဲရအောင်ကျွန်တော်ထက်စကားမတဲဘဲလောက်လဲဒီမကြောတော့စားရအောင် alright အိုးရှင်မရေကတော့ကြည့်မယ်ခုကတော့ဘယ်နေရာမှမတည်ရလောက်ခဲ့ပြီဟောဒီမှာစားလာရှင်လူတယောက်တည်းရှင်နေကိုကျွန်တော်ဒီနေရာမှာပဒေကားပြီဒီပဲတူတိုက်လာပြီโอ้ရေကတော့ကြီးသေးရရနာမြင်မယိုးမဲလေလေးဖာလေယိုးမိုင်းနေဗမိုင်းနေโอ้စိုက်ကစီးရမှာဒီနေအောင်စိုက်ကနစီးလောက်ရနေโอ้ကျွန်တော်လောက်တယ်နေရောနေခေါ်တီကြေဘလို့စနေနာရီခွဲโอ้ရေကတော့ကြီးရတယ်မတော့ကြည့်မယ်မရဖို့တဲ့နေရာလေးရှောက်သွားမယ်မလို့ဖို့တဲ့ရလေးမစားဖို့တဲ့ရလေးအကောလုံးချုံမယ်โอ้เชยဒီမှာမြင်းနေရောဒီထက်ခုတ်ချရင်တော့အစေးကိုကလန်နေဘလို့ဟိုရေကတော့ဒီမှာရင်းကြီးနေဟိုအမရေကူးရမှာနေရေကူးနေကောင်းမယ် alright ဒီပါပါရှေ့โอ้ရှေ့ဘာမရှိအောင်ရနောမြော်ရေမကြောက်တော့ပေးထားတဲ့နေရာရှင်မိုင်းနေရောနေတဲ့ပူတယ်ဗျာဟိုဒီမှာကြောင်မဲလေးရှိတယ်ဒီလောက်ပဲဘာမှရေကတော့တင်မတက်တန်းနေတာဖုံးနေတူတူလောက်ထားနေရတော့တက်တန်းနေတာဖုံးနေတူရှူးမိုင်းနေရောအိုးဟိုဘာ view တွေကြည့်ဦးကျွန်တော်နေခေါ်တိုင်းရောနေမဲတော့မဲနေလိုက်မယ်ကျွန်တော်ခါမလောက်ဘူးဒီနေရာခုမလောက်ပဲခုနကကြောသားဆောင်ရင်းနေပြီဟိုမမဲတော့ဘာရောလို့မေးတယ်ဆိုအဲ့ဒါရေကတာလေတဲ့တော်သားရေတဲ့ဟောဒီနေရာရေတော့မှဒီလိုမျိုးနေရာလေးရှိမှတော့ကျွန်တော်မသိဘူးအခုမှကျွန်တော်အိတ်ထက်အိပ်ပြက်ထွယ်မှသိရဲ့ဒီမျိုးနေရာလေးရှိမှယိုးညာနေပါတဲ့တကယ်တော့ရအောင်ဝယ်ဖို့နေပူပဲကျွန်တော်မဆင်းတော့ပဲဆင်းကြည့်ရသေးလား alright စစ်စမ်းကြည့်ပါမယ်ရေဘလို့နေလဲဆိုတော့တစ်ချက်စစ်စမ်းကြည့်အိုးကျော်ဆိုးလေးဒီမှာ alright ကျွန်တော်ဆင်းပြရေတစ်ချက်ကြိုက်ကြည့်မယ်ပြီးတော့ let's go မယ်အိုးကြော်လေးလှောင်းနေရောကြော်မဲဘလို့ရေကြီးနေရောအာအိုးရေတော့ရေချိုးတော့ဘလို့ရေချိုးမှာရေချိုးဘလို့ရေငါ့မို့ရေမငါ့ရေချိုးနေအိုးရေကူးရမှာတော့ဆိုရေတော့ကူးခိုင်းရမှာဘလို့တော်မယ်အိုးရေချိုးနေရောရေချိုးနေအိုးချိုးတယ်မယ်အိုးဒီမှာကြည့်လိုက်အိုးရေတော့မှဒီလိုမျိုးနေရလှော်တယ်အများကြီးရှိရဲ့ကျွန်တော်မတီးသေးဘူးနော်လည်းကျွန်တော်ရှာရတော့အောင်မယ်လေ alright တူရှာရတော့ကြည့်ဦးမယ်လေဘာနေရာလေးရှိသေးတယ်ဆိုတော့ရေတော့မျိုးတကယ်ကိုမိုင်းရတော့ bro โอ้ออกมาเลยမြောင်းကြီးอ่ะကျွန်တော်ဟောဖာနေတော့မသွားတော့ဘူးအိပ်ပြတော့မယ် alright ဒီမှာခုကတော့အိတ်ကိုပြပါပြီမိကျော်သားလည်းစားလို့ပြီးပါပြီရေပူတွန်းကိုလည်းသွားလို့ပြီးပါပြီဒီမှာ normal မခေါ်လို့မတက်တဲ့ရေကာတာကြီးကိုလည်းရောက်လာခဲ့ပါပြီခင်ဗျာကျွန်တော်မလုပ်ဘူးတဲ့အရာတွေမစားဘူးတဲ့အရာတွေမသွားဘူးတဲ့နေရာတွေကိုဆက်ပြီးသွားဖို့စီစဉ်လေးရှိတာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးမလုပ်ရသေး subscribe လေးလုပ်ပေးထားကြပါဦးနော်ကျွန်တော်ကတော့ဒဝဲသားလေး and everyday ပါခင်ဗျာနောက်မှထပ်တွေ့ကြပါမယ်နော်ခင်ဗျာ bye bye bang